မိတ်ဆွေတို့ရေမနေ့ညကအခါနီဘိုက်စားတဲ့ဒုက္ခကိုကြုံခဲ့ဘူးလားဘိုက်ကတကွေးကွေးအော်နေတယ်စားချင်စိတ်ကတဖွာဖွာဖြစ်နေတယ်ဒါပေမဲ့ခေါင်းထဲမှာအတန်တကူကြားရောက်လာတယ်ဟေးကောင်မစားနဲ့နော်ညဘက်ကြီးစားရင်ဝါလိမ့်မယ်ဘိုက်ပူလိမ့်မယ်ဆိုတဲ့အတန်ပေါ့လူကြီးတွေပြောလေးရှိတဲ့စကားပုံတော်ရှိသေးတယ်လေမနက်စာကိုဘယင်လို့စားနေ့လယ်စာကိုမင်းသားလို့စားညစာကိုတော့တတောင်းစားလို့စားတဲ့ဒီစကားတွေကြောင့်ကျွန်တော်တို့တွေဟာညဘက်ဘိုက်စားရင်ဈေးလေးတောက်ပြီးမအိတ်ချင်းအောင်အိတ်ဆက်ခဲ့ရတာပေါ့ဒါဆိုမေးစရာရှိတာကည9နာရီနောက်ပိုင်းစားလိုက်တဲ့အစားအစာတွေကတကယ်ပဲချက်ချင်းအစီဖြစ်ပြောင်းသွားတာလားခန္ဓာကိုယ်ကညဘက်ကြောင်ရင်အလုံးမလုံးတော့တာလားဒီနေ့ဗီဒီယိုမှာခေအဆက်ဆက်ယုံကြည်လာကြတဲ့ဒီဒနာအီကိုထိပ်ပန်နီးကြဖြိုခွင်းပြီးအဖြေမှန်ကိုရှာဖွေထွားကြမယ်ပထမဆုံးတိုးလိုရင်းအဖြေကိုအရင်ပြောပါမယ်အဖြေကတော့ညဘက်စားလို့ဝါတာမဟုတ်ပါဘူးခမရကိုရှင်းရှင်းလေးဥပမာတစ်ခုပေးမယ်များကားတစ်စီးမှာဓာတ်စီထဲတာမနက်ခင်းထဲတဲ့ညဘက်ထဲတဲ့စီပမာဏကအတူတူပါမဟုတ်လားကျွန်တော်တို့ခန္ဓာကိုယ်လည်းဒီလိုပါပဲခန္ဓာကိုယ်မှာနာလီမပါပါဘူးမနေ့၈နာရီမှာစားတဲ့ထမင်းတစ်ပန်းကကယ်လိုရီ300နဲ့ည10နာရီမှာစားတဲ့ထမင်းတစ်ပန်းကယ်လိုရီ300ဟာစွမ်းအင်တန်ဖိုးချင်းအတူတူပါပဲဝါချင်းပိန်ချင်းရဲ့အဓိကဒေခံကအချိန်မဟုတ်ပါဘူးတိုတယ်ကယ်လိုရီလို့ခေါ်တဲ့တနေတာလုံးစားလိုက်တဲ့စုစုပေါင်းပမာဏပဲဖြစ်ပါတယ်ခမရကနေ့လယ်ဘက်မှာအများကြီးစားထားပြီးပြီဆိုရင်တော့ညဘက်ထက်ဆိုင်ပိုရွှန်သွားလို့ဝါမှာပေါ့ဒါပေမဲ့နေ့ခင်းဘက်မှာအလိုများလို့ဘာမှသေးကြမစားခဲ့ဘူးကယ်လိုရီတွေလိုနေတယ်ဆိုရင်ညဘက်10နာရီမှထမင်းစားလဲလုံးဝမဝပါဘူးဟောဒီနေရာမှာခမရပြောစရာရှိလာပြီနေပါအောင်ကျုပ်တငယ်ချင်းကိုဖြိုးကြီးကညတိုင်းထမင်းစားလို့အခုဘိုက်ရွှဲနေပြီခမရပြောတော့မဝဘူးဆိုလို့မင်းစရာရှိတယ်မှန်ပါတယ်ညဘက်စားလဲဝါတတ်တယ်ဆိုတာလဲအကြောင်းမကယ်မဟုတ်ပါဘူးအဓိကတရားခံ3ယောက်ရှိပါတယ်တရားခံနံပါတ်1ကတော့ mindless eating လို့ခေါ်တဲ့တတိလွတ်စားသုံးခြင်းပါညဘက်ဆိုတာကျွန်တော်တို့အနားယူတဲ့အချိန်ဗျ TV ကြည့်မယ်ဖုန်းဖွာမယ်ရုပ်ရှင်ကြည့်မယ်ရုပ်ရှင်ကြည့်ရင်စားတဲ့အခါမိမိဘလောက်စားမိလဲဆိုတာတတိမထားမိတော့ဘူးအာလူးကြော်တထိုးကုံသွားတာတော့မတိလိုက်ရဘူးလေအဲ့ဒါကြောင့်ဝါတာပါတရားခံနံပါတ်2အစားအစာရွေးချယ်မှုမှားယွင်းခြင်းစဉ်းစားကြည့်ဗျည7နာရီလောက်ကြီးဘိုက်စားလာရင်ခင်ဗျားဘာစားမလဲတခွားထုတ်တို့ဟင်းရွက်ပြတို့ထားစားမလားမစားဘူးလေခောက်ဆဲပြမာပြစားမယ်ရေခဲသေးထားတယ်မှာကိမုံစားမယ်အချိုးကြီးတောက်မယ်ဒီလို comfort food တွေကသာတုံးကိုဝါစေတာပါအချိန်ကြောင့်မဟုတ်ပါဘူးတရားခံနံပါတ်3တနေ့လုံးအစာငတ်ခံခြင်းတချို့ကငါဝေချမယ်ဆိုပြီးမနဲ့စာမစားဘူးနေ့လယ်စာနည်းနည်းပဲစားတယ်ညရောက်တော့ပိုက်ကအရန်စားပြီးတားမနိုင်စီးမရဖြစ်ကအများကြီးပွဲချမ်းဖြစ်လိုက်တယ်အဲ့ဒါမှကယ်လိုရီတွေပိုရွှန်ပြီးဝါလာတာပေါ့ဒါဆိုရင်ညဘက်ခြိုက်တဲ့လောက်စားပြီးချက်ချင်းအိတ်လိုက်ရုံပါလားမဟုတ်သေးဘူးဝါတာမဝါတာတဲ့ပိုအရေးကြီးတဲ့ကျန်းမာရေးပြဿနာရှိသေးတယ်အဲ့ဒါက acid reflux လို့ခေါ်တဲ့အစာမချေခြင်းနဲ့ရင်ပူခြင်းပါအစာစားပြီးရင်လဲအိတ်လိုက်တဲ့အခါအစာရင်တွေက acid တွေကအပေါ်ကိုပြန်ဆန်တက်လာပြီးရင်ကောင်းပူတတ်ပါတယ်ဒါကရေရှည်မှာအစာရင်ဈေးရဖြစ်နိုင်ပါတယ်နီးကုန်းချုပ်ထင်တယ်ပြောရရင်ညဘက်ဘိုက်စားရင်အောက်မအိတ်ပါနဲ့ဘိုက်စားရက်နဲ့အိတ်တာကတင့်အိတ်ဆက်ချင်းကိုဖျက်ဆီးပါလိမ့်မယ်အစာစားလို့ရပါတယ်ဒါပေမဲ့ဒီနီလန်း3ခုကိုလိုက်နာပေးပါနံပါတ်1အိယာဝင်းကင်း2နာရီသို့မဟုတ်3နာရီလောက်မှစားပါနံပါတ်2ဘိုက်တင်းကားတွေအောင်မစားပဲဘိုက်စားပြီးုံပေါ့ပလေးစားပါနံပါတ်3ဘာစားမလဲဆိုရင်ခောက်ဆဲပြိုပီဇာတဲ့အစားနွားနို့ပူပူလေးတစ်ခွက်ကြက်ဥပြိုလေးတစ်လုံးဒါမှမဟုတ်ဒိန်ကျင်းလေးတစ်ခွက်လောက်စားပြတာအကောင်းဆုံးပါပဲဒီလောက်ဆိုရင်ညဘက်စားရင်ဝါမလားဆိုတဲ့တန်တရားရှင်းလင်းသွားလောက်ပြီးထင်ပါတယ်မိတ်ဆွေတော့ညဘက်ဘိုက်စားရင်ဘာထစားလိမ့်ရှိလဲကောမန့်မှာဝင်ခံခဲ့ကြပါအောင်ဗီဒီယိုလေးကိုကြိုက်နေတတ်ရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာကျမ်းမာရွှင်လန်းကြပါစေ